Australia မှာကျောင်းလာတက်ရင်လည်းအလုပ်လုပ်မယ်ဆိုရင် tax ဘက်ကဘာတွေတည်ထားတင်လဲအားလုံးပဲမင်္ဂလာပါကျွန်မနာမည်ဆွေပါကျွန်မဒီနေ့ပြောမှာတော့မြန်မာကျောင်းသားတွေ Australia မှာကျောင်းလာတက်တဲ့အခါမှာ part time လို့ဘာလို့လုပ်မယ်အဲ့လိုလုပ်တဲ့အချိန်မှာ tax နဲ့ပတ်သက်ပြီးဘာတွေတည်ထားတင်လဲဆိုတာကိုပြောပြမှာဖြစ်ပါတယ်ပထမအဆုံးလိုအပ်တာကတော့ TFN ဆိုတဲ့ tax file number လိုအပ်တယ် TFN ကို ATO website ပေါ်မှာ apply လုပ်လို့ရတယ်ကိုယ့်ရဲ့ visa လိုအပ်တယ် passport details တွေလိုအပ်တယ်ပြီးတော့ကိုယ့်ရဲ့ personal details တွေဖြစ်တဲ့ address တို့ဘာလို့လိုအပ်တယ်အကယ်ကိုက Uber Eats လုပ်မှာတော့ဒါမှမဟုတ်ရင် online business လုပ်မှာတော့ဘာလို့ဆိုရင် ABN ဆိုတဲ့ Australian business number လိုအပ်တယ်ကိုယ့်ရဲ့ income က9000ခွဲထက်များမယ်ဆိုရင် GST register ရတယ်နောက်တစ်ခုက student visa နဲ့ပတ်သက်ပြီးတော့ဒီအလုပ်လုပ်လို့ရတဲ့ visa condition လေးတွေကိုသိထားဖို့လိုအပ်တယ်ကျမတို့ဒီနှစ်ဆိုရင်semester အချိန်မှာဆိုရင်နှစ်ပတ်ကို48နာရီလုပ်လို့ရတယ်ဒါမှမဟုတ် semester break တို့ပါလို့ဆိုရင်တော့ဒါ unlimited time လုပ်လို့ရပါတယ်နောက်တစ်သိထားတဲ့ကိစ္စလေးကတော့ဒီကိုရနေတဲ့ pay rates ကအစိုးရချမှတ်ထားတဲ့ကိုယ့်ရဲ့ level ပေါ်မှာမူတည်ပြီးတော့ရသင့်ရထိုက်တဲ့ pay rates နဲ့တူညီနေလားဆိုတာလည်းသိထားဖို့လိုအပ်ပါတယ်ပြီးတော့နောက်တစ်ခုက employer ကို pay slips ပေးရပါမယ် pay slip ထဲမှာကိုလုပ်ထားတဲ့နိုင်ကိုရသင့်ရထိုက်တဲ့ pay rates အဲ့ဒါပါရမယ်ပြီးတော့ဒီ tax နှုတ်ထားတဲ့ဥစ္စာလေးလည်းပါရမယ်ပြီးတော့ superannuation ဆိုတဲ့ contribution လည်း employer ထည့်ပေးရမှာဖြစ်ပါတယ်ကိုက session နဲ့အောက်ဆိုရင်တစ်ပတ်မှာနိုင်30နဲ့အထက်လုပ်လို့ရင် superannuation ရတဲ့နဲ့အကယ် session နဲ့အထက်ဆိုရင်တော့ကိုလုပ်တဲ့နိုင်တိုင်းက superannuation ရတဲ့နဲ့ superannuation ကဘာကောင်းလဲဆိုတော့ကိုကအကယ် Australia ကနေအပြီးပြန်တော့မယ်ဆိုရင်ဒီ departing Australia super ဆိုတာကို apply လုပ်ပြီးတော့ superannuation ပတ်စံတွေကိုပတ်စံပြန်ထုတ်သွားလို့ရတယ် tax တော့နည်းနည်းပေးရမှာဖြစ်ပါတယ်ကျမတို့ကျောင်းသားတွေအမေအများဆုံးမေးခွန်းကတော့ Australia မှာ cash နဲ့အလုပ်လုပ်တာ legal ဖြစ်လားဆိုတာပါပဲကျမခုနပြောထားတဲ့အတိုင်းပါပဲ pay slip ပေးတယ်နိုင်တွေပါတယ် pay rates ပါတယ် tax ကိုနှုတ်တင်လောက်နှုတ်ထားတယ် superannuation ပေးတယ်ဆိုရင်တော့ဒါcash နဲ့ပဲပေး bank transfer နဲ့ပဲပေးဒါ legal ဖြစ်ပါတယ်ဟုတ်ကဲ့နောက်ဆုံးပိတ်တစ်ခုကတော့ tax return ကိုတစ်နှစ်တစ်ခါ launch ရမှာဖြစ်ပါတယ်ကိုကနဲ့ကို launch မယ်ဆိုရင်တော့အောက်တိုဘာ31မတိုင်ခင်မှာ ATO ကို launch လုပ်ရမှာဖြစ်ပါတယ်အကယ်ကိုရဲ့ income က18200ထက်နည်းထားမယ်ဆိုရင်ကိုပေးထားတဲ့ tax တွေအကုန်လုံး refund အနေနဲ့ပြန်ရနိုင်ပါတယ်ဒါမှမဟုတ်ကိုရဲ့ income level 28000နဲ့များနိုင်နေဆိုရင်ဒီ center link မှာ medical levy exemption statement ဆိုတာကို apply တင်ပါတယ်အဲ့လို apply တဲ့အတွက်ကြောင့်မလို့ဒီ tax refund ကလည်းပိုပြီးများနိုင်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်မလို့အားလုံးကိုကျေးဇူးတင်ပါတယ်မိခွန်းလေးရှိရင်လည်း comment section မှာချန်ထားခဲ့လို့ရပါတယ်